အနောယထာမင်းတရားဟာရှမ်းမင်းသမီးလေးစောမွန်လာရဲ့မေတ္တာတရားသစ္စာတရားတို့နဲ့အတူဗုဒ္ဓဘာသာတတ်ဝင်ယုံကြည်မှုတို့အပေါ်အလွန်မြတ်နိုးတန်ဖိုးထားခဲ့ပါတယ်။ထို့သောအလွန်မြတ်နိုးခြင်းကြောင့်အနောယထာမင်းတရားဤမိဖုရားများကြားမှာမလူမုန်းထားများပေါ်ပေါက်လာခဲ့ပြီးမိဖုရားစောမွန်လာအပေါ်မနာလိုကြောက်ချခြင်းဆွဆွဲခြင်းများစတင်လာပါတော့တယ်။မိဖုရားဆောင်းမောင်လာအောင်စုံကဝေလို့ဆွဆွဲခဲ့ကြပေမယ့်အနောယထာမင်းတရားဟာရာဇမန်မပြင်းထန်ပဲမောင်တော်ကိုပေးထားတဲ့ဂရီကိုအောက်မေကမိဖုရားဆောင်းမောင်လာကိုအပြစ်ကင်းစွာနဲ့ပဲဇာတိမြေဆယ်လန့်ကိုပြန်စေခဲ့ပါတယ်။စောခွန်တော်အနေနဲ့အနောယထာမင်းရဲ့ဂရီတီးခဲ့ခြင်းကိုကျေးဇူးတင်ပေမယ့်ထိုအချိန်မှာမိုးကုတ်မတရာတဝိုက်ရှမ်းပမာတင်းမာရန်လိုမှုဖြစ်ပေါ်နေသောကြောင့်အမတော်အိမ်အပြန်လန်းကိုစိုးရိမ်မှုမကင်းဖြစ်ခဲ့ရပါတယ်။အမတော်ပြည်နေတန်းခံရခြင်းအပေါ်သွေးဆူနေတဲ့ရှမ်းတက်ကိုထိမ့်သိမ်းရင်ဆယ်လန့်ကိုပြန်လာတဲ့အမတော်စောမွန်လာကိုပြင်ဦးလွင်ရှိနတ်ကျုံခံတပ်တွင်စောင့်ကြိုခဲ့ပါတယ်။ပြင်ဦးလွင်ရှိနေဝင်းတောင်ဖျားပေါ်ကကပြေးမှတ်တမ်းအရာမောပြည်ဘရင်ကတားတော်စောခွန်တော်ကိုရှမ်းပြည်နေဆက်စီအကျိုးစီလွတ်ခဲ့တယ်လို့လည်းဆိုပါတယ်။အကိုတော်စောခွန်တော်ဟာထိုဆောင်ကြိုရာနတ်ကျုံခံတပ်တွင်၃ချိန်တိုင်းတိုင်းလှုပ်ကြံခံခဲ့ရပါတယ်။နှစ်ချိန်မှာအနာရခဲ့ပေမဲ့၃ချိန်မြောက်မှာတိတ်တဆိတ်လှုပ်ကြံမှုကြောင့်ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးရှိုးအတွင်းပုံအောင်နေရင်ပင်ဒဏ်ရာကြောင့်ကံတော်ကုန်ခဲ့ရရှာပါတယ်။အကိုရောစောခွန်တော်ဟာရှိုးထဲမှာမြုပ်ထားခဲ့တဲ့မိုင်းမုံနန်းတွင်ကယရနာတွေကိုစိတ်ဆွဲပြီးမကြွပဲအုတ်ရဆောင်အနေနဲ့ထိုးရှိုးကြီးမှာသာသနာပြုနေတယ်လို့လဲဆိုကြပါတယ်။စောခွန်တော်ဟာအမတော်နဲ့ပင်မဆုံးခဲ့ရပါဘူး။ထိုးလောက်ကြံမှုကိုတချို့ရာဇဝင်တွေမှာမိတ်ဆွေဖြစ်တဲ့ရွှေပြင်းညီနောင်ကအထင်လွဲကရန်သူတွေကိုတိုက်တွန်းမှုကြောင့်လောက်ကြံခဲ့တယ်လို့ဆိုကြပြီးတချို့ကလည်းအမတော်ကိုကြိုဖို့တက်ချီတက်လာတာကိုပုံကံမဲ့အထင်နဲ့အနောယထာမင်းတရားကြီးကလောက်ကြံခဲ့တယ်လို့ဆိုကြပြန်ပါတယ်။ထိုတဲ့မှာအမတော်စောမွန်လာအတွက်တက်ရောက်မှုပြင်းထန်ခဲ့ပြီးလန်ခရီးပင်ပန်းမှုတန်းနဲ့ပေါင်းကအမွာတို့ထုံစံအတိုင်းမကြခင်မှာပဲအမတော်သည်လည်းမောင်တော်နောက်သို့လိုက်ပါကံကုန်ခဲ့ရရှာပါတယ်။